အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အရန်အားပေးခဲ့ကြတယ်ဗဘဲရမိဘပြည်သူတွေကိုကျွန်တော်ကျေးဇူးတင်ပါတယ်တူးချင်းစီတယောက်ချင်းစီတိုင်းကိုကျွန်တော်ကျေးဇူးတင်ပါတယ်မနေ့ကဆိုလို့ရှိရင်ကျွန်တော်မထင်ထားလောက်အောင်ကိုမဲရီလည်းများခဲ့ပါတယ်ကျေးဇူး sorry ကျွန်တော်အတန်ကိုတောင်းပန်ပါတယ်ကျွန်တော်မနေ့ကမဲယုံနေအများကြီးသွားတယ်မဲယုံ12ယုံကိုကျွန်တော်3ကြော့သွားတယ်ဒီခါလေးစိုက်ကားစီးတယ်ဒီခါလေးလမ်းလျှောက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အရန်ဝိဖြစ်သွားတယ်ပင်ပန်းသွားတယ်ခြေထောက်တွေလည်းကိုက်တယ်ပြီးတော့ခေါင်းကိုက်တယ်လို့နည်းနည်းအဖျားဝင်လို့ဖြစ်ပြီးတော့အခုကလာလီကောင်တောက်ထားတယ်ပေါ့နော်နည်းနည်းလေးပြန်နည်းနည်းထွေးနေလိုက်တယ်လက်ဖက်အရန်အေးတာပေါ့နော်ဒါပေမဲ့ကျွန်တော်ပြိသက်ကိုတောင်းပန်ချင်တာကျွန်တော်မိဘပြည်သူတွေကိုတောင်းပန်ချင်တာကမိဘပြည်သူတွေကျွန်တော်ချစ်ခင်ပြီးတော့ပေးခဲ့တဲ့မင်းကျွန်တော်နိုင်အောင်မပြိုင်နိုင်ခဲ့ဘူးနော်ဒါဒီကျွန်တော်လုံလောက်အောင်မကြိုးစားခဲ့လို့ဖြစ်မှာပါဒါပေမဲ့ကျွန်တော်ကူဆိုင်ဆိုတာကတော့အမြဲတမ်းဆက်ကြိုးစားနေမှာပါနော်ဒီနိုင်ငံရေးအလုပ်တွေလည်းဆက်လုပ်နေပါကျွန်တော်တတ်နိုင်တဲ့အချိန်တစ်ခုမှာကျွန်တော်ပရာဟိတလုပ်ငန်းတွေလည်းလုပ်မှာပါကျွန်တော်ပေးခဲ့တဲ့မတန်ဆွမ်းအရေးတွေလည်းကျွန်တော်လုပ်မှာပါအခုချိန်ထိတော့ကျွန်တော်လက်ထဲမှာမဲယုံအားလုံးရဲ့ result တွေတော့မရသေးဘူးပေါ့နော်ဆိုတော့ဒါပေမဲ့ကျွန်တော်ရဲ့ကြိုးစားအထောက်မှုကဘယ်တော့မှမလျော့သွားပါဘူးပြည်သူတွေနဲ့ကျွန်တော်ကတရားတဲ့အမြဲရှိမှာပါဒါပေမဲ့ကျွန်တော်ဒီနေ့လေးကတော့နေမကောင်းဖြစ်သွားတာဖြစ်လို့နော်ကျွန်တော်နှာတန်နေလဲပေါက်နေလေအဲ့တော့မိဘပြည်သူများအနေနဲ့နားလည်ပြီးပါကျွန်တော်ဟာအမတ်မဖြစ်လို့ပြည်သူလူထုရဲ့အနာမြင်ခွင့်ကနေပျောက်သွားမှာမဟုတ်ဘူးဆိုတာလေးနားလည်ပြီးထားရင်ကျွန်တော်ပြောပါတယ်အဲ့တော့ဒါလေးအရင်ဆုံးပြောချင်ပါတယ်ခင်ဗျာ